ကျွန်တော်ဒီအပင်ကနေဒီလိုစီကားတလိခွေအောင်ဘလို့ဖန်တီးခဲ့တယ်လဲဆိုတာပြပြသွားမှာပါဒီသေးငယ်လေးအစီလေးတွေကဆေးရွက်ကြီးအစီတွေဖြစ်ပါတယ်ကျွန်တော်ဒီစီကားဖြစ်လာဖို့တဲ့လွန်ခဲ့တဲ့ရက်ပေါင်း200ကျော်ကတည်းကစတင်ခဲ့တာပါအစီဒီကိုပြိုးလင်ပင်းတွေထဲမှာအပင်ပေါက်လေးတွေရအောင်အရင်စိုက်ခဲ့ပြီးလေးဖက်လောက်အကြာမှာတော့အပြင်မှာစိုက်ဖြိုးဖို့အတင်ဖြစ်သွားပါပြီဆေးရွက်ကြီးပင်တွေကအကြီးကြီးဖြစ်တဲ့ကြောင့်နေရာကျကျဖိပြီးမြေကြီးတွေစိုက်လိုက်ပါတယ်ဒါတော့တစ်လအကြာမှာဖြစ်ပြီးဒါက3လအကြာ4လအကြာမှာတော့အပင်တွေကလှပတဲ့ဆေးရွက်ကြီးပန်းတွေစပွင့်လာပါပြီဒီအချိန်ဟာအရွက်တွေရင်းနေလာပြီးအဝါရောင်တန်းလာတဲ့အချိန်ဖြစ်တယ်လို့ရေသိမ်းရမယ့်အချိန်လည်းဖြစ်ပါပြီအရွက်တွေကိုရေသိမ်းပြီးရင်တော့အရသာပိုကောင်းလာစေဖို့တစ်ဖက်နဲ့ပတ်ပြီးအချင်းဖောက်လို့ရတယ်လို့ဒါမှမဟုတ်အပြင်က6သွေးတဲ့နေရာမှာချိတ်ဆွဲထားလို့လည်းရပါတယ်အဲ့ဒီအခါမှာအရွက်တွေကအဝါရောင်ကနေအညိုရောင်အထိလုံးဝ6သွေးသွားပြီးဆေးရွက်ကြီးအနက်နဲ့အတွင်းအပင်ကိုရရှိလာတာပါအဲ့ဒီအချိန်ကျမှကျွန်တော်စီကာဆက်လိလို့ရပါတယ်စီကာလေးတဲ့ခန်းစားချက်ကိုတီးဖို့တဲ့ YouTube ပေါ်ကလူကြီးတွေစီကာလေးတာကိုနာရီပေါင်းများစွာထိုင်ကြည့်ခဲ့ရပါတယ်တကယ်တမ်းကျတော့လေ6နေတဲ့အရွက်တွေကိုလိရတာဟာငငယ်ကကစားခဲ့တာတွေကိုတတိယစေပါတယ်ဒါပေမဲ့ဒီစီကာဟာအခုချက်ချင်းတောက်လို့မရသေးပါဘူးအရသာတွေပုံမကောင်းဝင်ပြီးတောက်ရတာချောမွေစေဖို့အတွက်စီကာတင်းတဲ့ဒေတာထဲမှာထည့်ပြီးအချိန်တစ်ခုထိနှက်ထားရပါသေးတယ်အရသာကအရန်လက်ဆက်ပြီးတောက်လို့လည်းတကယ်ကောင်းပါတယ်နောက်နေ့တွေမှာကျွန်တော်ရေကျွမ်းကျင်မှုကိုမြင်တင်ပြီးဒီနေ့မှာ YouTube ပေါ်ကစီကာလေးပြတဲ့လူကြီးတွေထက်ကတရားဖြစ်လာဖို့မျှော်လင့်နေပါတယ်